တို့လုံးဝမြင်ပိုက်တောင်စားလာပါပြီထမင်းညနေစားပြီးတော့ဒါကမွန်းချင်းရွက်ကလေးနဲ့မြင့်ထက်ခါပြတယ်ချက်စားကြအောင်ရာသီဥတုပူတဲ့ချိန်မှာဒီမှာကစုံရွက်နဲ့ပဲ့မယ်ပေါင်းနဲ့အရင်သမီးတို့ကစားခြင်းနဲ့ပြောတော့အဲ့ဒါကြော်လိုက်တယ်ပေါ့နော်ဒီမှာကမွန်းချင်းရွက်ကလေးနဲ့ငချင်းပြူလေးနဲ့ဒီလိုလေးချက်ပါတယ်တဲလေးတို့နော်ဒီမှာဒီကောင်းလေးဆိုရင်တအားဆုပ်လို့ကောင်းစားလို့ကောင်းမပြီးရင်ငရုတ်သီးစိမ့်လေးနဲ့ရှမ်းနဲ့နန်းလေးအပေါ်ကအုပ်တယ်နော်အရေးလေးဒီလိုလေးရာသီဥတုပူတဲ့ချိန်မှာအဲ့လိုလေးဆန်းဆန်းစားတအားကောင်းပြင်ငပိလေးဆန်းစားဒီလာတဲ့လေးတို့ဒါလေးကိုလည်းနည်းနည်းအဆက်ဘက်ကလေးကိုတွားပြီးမြင့်ချက်ထားတယ်ဒါငချင်းပိုက်သားလေးတွေနော်အင်ရှင်မတွေမောင်လေးတွေညီမလေးတွေမြင်မစားခြင်းချက်ချင်အောင်လို့ပေါ့နော်ကမွန်းညွယ်လေးနဲ့ဘာမှမခင်းဘူးနော်ကြက်သွန်ပြူလေးနဲ့ဟိုပါလေဒီငွေဒီခွက်ချမ်းလေးနဲ့မြင်ရစီတက်တယ်နော်ဆွနွင်းလေးနဲ့စီတက်တယ်ကြက်သွန်ပြူနဲ့ပေါ့နော်စီတက်ပြီးတော့မှကမွန်းညွယ်လေးထည့်လုံးနဲ့လုံးမှပြီးကမွန်းညွယ်လေးကြည်သွားပြီးမှငါးလေးလုံးနဲ့ပြင်ကိုလိုတလောက်ရေလေးထည့်တယ်ဒါပဲခြာကန်နေကြရင်ရတာပါညာတော့ထည့်ပါနော်ကိုပါကိုပြင်ခြာကန်နေကြရင်ငရုတ်ဒီစိမ့်လေးထည့်လိုက်တယ်ခွဲချမ်းလေးနဲ့ချက်တာဆိုတော့နည်းနည်းဆက်ပကလေးသွားတယ်ကဲဆုံးတော့ကဲဆုံးညထည့်ရမှာနော်ဆုံးညဘုံနေလေဒါရန်တန်ငါကြီးလက်ဖုံးမိန်နေပေါ့နော်ဒါတော့ဒီမှာကစုံရက်နဲ့အိုးပဲပင်ပေါက်ကလေးနဲ့ကစုံရက်နဲ့ပဲပင်ပေါက်ကလေးနဲ့ကြော်ထားတာရှေ့ကောင်းမွေးနေရောပဲတဲလေးတို့